ကျွေးမယ်သိလား အော်တိရပါဟိုတစ်ခါတွေ့ဦးရဲ့လေဟုတ်တောင်စားဦးရဲ့ ဘိုင်ဝယ်ခဲ့ရ ခောက်ဆွဲပြုတ်စားမလို့လေနည်းန ခေါက် ည်း ဆွဲပြုတ်စားလို့ဟေးကိုခေါက်ဆွဲပြုတ်ကျွေးရင်9000ပေးမယ် တကယ်လား9000 တကယ် ဘယ်မှာချက်ကျွေးရမလဲ ဘယ်မှာချက်ကြရမလဲဆိုတော့ညီမလေးတို့အိမ် အော်ဟုတ် စီဗီလို့လား ဟုတ်ပြီအိမ်မှာအမေရှိတယ် ကျန်နေစားလို့ ကျွန်တော်ဦးတယ်မယ်လေ ထုတော့ပါငါတို့ထုတော့ပါတိုင်းပြုတ်ပါပတာအဲ့ဒါမိုးစီနာမည်လေးနဲ့မစ်ဆက်ပေးပါ နာမည်ကတင်းနုနုဆန်ပါ တင်းနူးနူးဆန်ပါချိုးလိုက်အကြည့်တစ်ချက်ဘာညာဘာလေးတဲ့ ချက်မဲလုံး ကျမဲလဲ ဟုတ် စီဗီရော စီဗီချော စီဗီရောလည်းချိုးလိုက် ဒီဆိုရင်ခောက်ဆွဲပြုတ်ပြီးဆိုတော့ဒီခောက်ဆွဲအသားရချက်ပြီးဆိုတော့ခောက်ဆွဲချက်ဖြစ်လိုက်မယ် မဲဘာလဲသူ့လို့ရပါလေကသူ့လို့ရပါလေကဟုတ်ကဲ့ဒီလက်ပြကောပြီဘိုင်းနှစ်ချက် အကုန်ချက်တတ်တယ် တကယ်အကုန်ချက်တတ်တယ် တကယ်ချက်တတ်တယ်ချက်လဲချက်တတ်တယ်ချက်လဲချက်တတ်တယ် ဟာ ချက်လဲချက်တတ်တယ် အာချစ်လေးချစ်တတ်တယ်အော်ချင်းလေးဟာရောဆောင်းရမ်းရရောမစားကြည့်တယ်မစားကြည့်တယ်အိုးရပါပြီချိုးလိုက်ရောကြုတ်ကြနေရောမရီးဖျားနေရဆိုနည်းနည်းပဲစားတယ် ရပါတယ် ချိုးလိုက်ရောဟမ်ဖူဘလော့ ဖူးဘလောဖြစ်သွား ဖူဘလော့ပြပါဦးရယ်ဘယ်လိုလဲတန်ရဲ့လား တန်ပါရဲ့တန်ပါရဲ့ကောင်းလား မိုင်းကျေးဇူးတင်ပါတယ်စားလို့ကောင်းပါတယ်လက်က9000ပါပေးပါမယ် 9000ရန်လူချင်းနေရတယ် ခေါက်ဆွဲရ4000ကိုရဲ့တဲ့ 9000မြတ်ပါတယ် ကျေးဇူးတင်ပါတယ်နော်ဒုက္ခခံပြီလို့လည်းကျေးဇူးတင်ပါတယ် ကဲပါ ဟုတ်ပါအေး